ယခုဆိုမဲ့ဝိုင်းမီသခင်တင်စီကုန်းရေးသားသည့်တို့မှာသချင်းဟာဗမာတမျိုးလုံးဤဇာတိသွေးဇာတိမာကိုလှုပ်ဆော်ပေးသည့်အတိုင်းဗမာတပြည်လုံးကအမျိုးသားသချင်းကြီးဟုအသိမှပြုထားပါသဖြင့်အားလုံးသခင်မအပေါင်းတို့အယုသေးပေးကနားတော်တာဆင်တော်မူပါမည်အကြောင်းတကောင်းအရိယာသာဒုဗမာသာဤမျိုးအာမို့မညိုခုံတေသာမြတ်စွာဘုရားတရားကိုပါတိုက်ခိုက်ခါအောင်မေရာဒိုဗမာစိတ်မရင်းစီအဖြစ်ကြီးဖြစ်ရဲ့ထင်တယ်လေကြုံရထုံးနမသွေလောကဓမ္မရာဘေငါတို့တန်ခေဖြစ်ရဗျာဒလေသို့သောအရင်ကိုကြည်ရင်ဗမာပြေငါတို့yeah နောင်ရံမကျဲတရားရသဝိတေထောင်းမြို့ရနွယ်လာကဘာတခွင်မှာဖြင့်ဗမာထင်ရှားတို့ပြီးဝင်မှာညညာတော့မလောင်းဝါတို့ဗမာမဟုတ်လေသလားတို့ဗမာငါတို့ဗမာငါတို့ဗမာအားလုံးညီယောက်ျားဘာသာတို့ဗမာနောက်လာနောက်သားကောင်းတာကိုရာတို့ကိုကြိုးလုံးမပါရဲဗမာပြည်ဗမာပြေတို့ဗမာဘုရားသခင်ပြင်းတို့ကြည်ညာပါသခင်တို့ဟေးတို့ဗမာမောအောင်မြေပြီးမှာထတောင်းသိနေသာမရီတွေတို့ပါဘာမကျေဗမာတွေဒါတွေYeah.
ဗမာပါဒုက္ခကိုတော့ရောက်ရတော့မှမလွယ်ပါဒုဗမာဟေးဒုဗမာပြေတဝမ်းကိုဒုအိမ်မပါဒု